ကာရွက်ရယ်ပြင်းတော်သေးရယ်ထောင်းလက်ပတ်ရွက်တွေရယ်ရောပြီးစားလို့ကြိတ်မယ်ဆက်ကြည့်ပြီးကြပါဦးနော်ဒီကာရွက်တွေထည့်မယ်လက်ကကြိတ်ဖက်လေးတွေရပါပြီပြင်းတော့တရွက်တွေလည်းကြိတ်ပါမယ်ဒါကြိတ်ဖက်တွေတူတူရောထည့်ထားလိုက်တာပါကြိတ်ဖက်တွေအားလုံးရပြီဆိုရင်ဒါအရင်ညှစ်ပါတော့မယ်ရင်ညှစ်ပြီးတော့ဒါတမယအရေးပေါ့နော်အဲ့ဒါလေးရောထည့်ရပါပါအဲ့ဒါဆိုစပင်ကဥယျာဉ်ပြားလည်းမရဘူး3ရက်လောက်ကတော့လုံးလုံးမရဘူးစပင်လုံးဝမကျွတ်တော့ပါဘူးရှင်ဒါhairs tonic လေးကိုလုပ်ပြမှာဖြစ်ပါတယ်စွတ်ကြည်တန်ရှင်းတဲ့စွတ်ကြည်လေးနဲ့ရင်ညှစ်ပါလို့ရှင်900 ml ဆိုတင်များလေးအရေးနှလုံးညှစ်မှာပါတင်များလေးနှလုံးကိုဒီလိုလေးစိတ်ထားပါတယ်တင်များလေးညှစ်ပါပါဖတ်ပြီးပါမှာပါအိုးဘောက်တွေပါပြီးပါတယ်ကြိတ်ဖက်ကြံပါလေနော်hairs tonic လေးရသွားပါပြီဒါလေးကို plain ဘူးထဲထည့်ပြီးတော့ spray လေးလုပ်ပြီးတော့ဖြန်းလို့ရေမချိုးခင်5မိနစ်အလိုလောက်ပေါ့နော်ဖြန်းထားပြီးတော့ဒီတိုင်းဖြန်းထားရုံပဲအဲ့ဒါပြီးတော့ရေပါညာချိုးပေါ့ဝတ်တွေပါလျှော်ပြီးရင်ခေါင်းလျှော်လိုက်ရင်လုံးဝစပင်လေးပျော့ဤဆင်းသွားပြီးတော့မှပေါက်မရရန်တာ3ရက်လောက်ကလုံးဝပေါက်မရရန်ပါဘူးနောက်လုံးဝစပင်ကျွတ်တာလေလုံးဝတက်တာသွားပါလိမ့်မယ်ရှင်ဒါလေးကိုဘူးလေးနဲ့ထည့်ပြီးတော့မှတစ်ခေါက်ထပ်ပြပါမယ်ရှင်